update ကြီးစနေပြီပေါ့နော် update တော့ထွက်သွားပြီခုမှ admin abuse ကစတာလားမသိဘူး okay ဒီမှာဆိုရင်အသစ်တွေပါလာပေါ့နော်ဒီ chest ကတော့ဘယ်ချိန်ဖွင့်ရမလဲမသိဘူးဖေကကျွန်တော်ဒီမှာ EXP လောက်ထားရပေါ့နော်ဘာလို့လဲဆိုတော့အခုဒီ update မှာ EXP လိုတယ်ပြီးတော့ဒီမှာဒါတွေ reward ရမှာပေါ့နော်ဒီမှာဒါကြီးအစီရဲဒါရဲ့အဲ့တော့အခုဒီမှာ mutation တွေထည့်ရမယ်ဒီမှာပေါ့နော်ကျွန်တော်တို့ admin views နှစ်ခုအသစ်ပါလာတယ်တွေ့လား fuse machine ဟိုပါလေ 2way speed ဖြစ်မယ်ပြီးရင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ mutation ထည့်ရမယ်1 2ဆိုပြီးပေါ့နော်အပင်တော့မဟုတ်ဟို brain rot mutate လို့ရမယ်တဲ့အဲ့တော့ကျွန်တော်တို့ new mutation 1နဲ့ပေါင်းကျွန်တော်သိပြီဒီမှာထည့်အဲ့ဆိုရင်ဒီကိုရောက်မယ်โอเคအဲ့တော့ကြည့်အောင်ကျွန်တော်တို့အပင်ဆိုပါရှိမယ်ဟိုအဖက်ပါတဲ့အပင်တွေပဲရမယ်ထင်တယ်နော်အဲ့တော့လာရှာကြည့်အောင်ကျွန်တော်ရဲ့အဖက်ပါတဲ့အပင်ဒီမှာပေါ့နော်ကျွန်တော်ဒီဟာကြီးရထားတယ်ပေါ့နော်အဲ့တော့ဒီဟာကိုစမ်းကြည့်မလားစမ်းပါသွားရင်နှမျောစရာကြီးနော်โอเคပါအဲ့တော့လာကျွန်တော်တို့ဒီဟာနဲ့ရွှေနဲ့ပေါင်းအောင်ကံကောင်းပါစေကံမကောင်းရင်ကျွန်တော်ပြင်သွားပြီโอเคဒီမှာပြီးရင်ဒီမှာရွှေနဲ့ပေါင်းမယ်ပြီးရင်ဒီမှာလောက်စမ်းESP ထည့်အောင်မယ်တော့ ESP ကဒီမှာ16စက္ကန့်နေရမယ်ပေါ့နော် Okay ရပြီပေါ့နော် ESP အဲ့တော့ဒီမှာ clean လိုက်မယ်10ခုတော့ wow လာထည့်အောင် Okay ready 900 Okay ဘယ်နှမိနစ်တော့3မိနစ် Okay မစိုးစောင့်ကြည့်အောင်နောက်ပြီးကျွန်တော် rebar လည်းမလုပ်ရသေးဘူးပေါ့နော်ဒီမှာပတ်စံရတာအများကြီးဖြစ်နေ rebar မလုပ်ရသေးပြီးရင်ဒီဟာကဘယ်ချိန်ဆုံးလဲမသိဘူးကျွန်တော်စောင့်နေတာအခုတည်းမပြီးသေးဘူး3နဲ့ဒါကြောင်ညာထိုင် Minecraft နဲ့ Roblox က2025ရဲ့ popular ဖြစ်တဲ့ game တွေလို့ပြောရင်လည်းမမှားပါဘူးဟဲ့အောင် Fortnite ရောFortnite က script တဲမှာမရေးထားဘူးအဲ့တော့ထားပါအဲ့တော့ bro အနေနဲ့ Minecoin တွေ Robux တွေဝယ်ယူခြင်းနဲ့ဆိုရင်တော့ B-shot ရှိပါတယ် B-shot မှာဆိုရင် Minecraft account တွေ Minecoin တွေ Roblox player တွေအတွက်ဆိုလို့ရှိရင် Robux Royal Garden Pet တွေ item တွေထပ်ပြီးပြောရင် Steel ရဲ့ Brain Rot တွေက secret account တွေကိုပါဝယ်ယူလို့ရပါတယ်ဗျအဲ့တော့တခုခုဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင် B-shot မှာဝယ်ဖို့အကြံပေးခြင်းပါတယ်Okay အဲ့တော့ကြည့်ရအောင်ဒီမှာအိုးဟိုအဆက်ဟာဟို Ruby ရဲ့ Go ရဲ့အဆက်ကြီး Okay damage ဘယ်လောက်လဲမသိဘူး damage ဘယ်လောက်လဲမသိဘူးတွက်ကြည့်အောင်လာ9000တကယ်ကြီးပေါ့လေကျွန်တော်မတက်ရက်လိုက်ရင်ဝေး54ရိုးဆိုရင်40ခုကျွန်တော်မတက်ရက်လိုက်ရင်54 Okay nice Go နဲ့ Ruby ပေါင်းဟာအိုးကျွန်တော်တကောင်ရပြီဟို reverse လုပ်တဲ့ကောင်တစ်ကောင် Okay ကျွန်တော်တို့ brain rot တွေလည်းလုပ်လို့ရတယ်လို့တော့ပြောတာပဲဒီမှာ Okay အဲ့တော့ကျွန်တော်ရဲ့ဒီ67 upside down နဲ့ rainbow ပေါင်းမယ်ကွာဒီမှာ67ပြီးရင်ကျွန်တော်ရဲ့အကောင်းဆုံး480 wait ဘာကြီးတော့ Okay ပါလာထည့်အောင်ကျွန်တော်ရဲ့67တော့ကောင်းပြီးရင်ကျွန်တော် EXP potion EXP Okay ရထည့်မယ် ready ပဲကွက်တီပဲလားစအောင် Okay 12မိနစ်ဒီခါကြာတယ်နော်ကျွန်တော် brain rot ထည့်လိုက်လို့လားမသိဘူးဒါပါကြီးတော့ megalodon နဲ့ကျွန်တော်ကြားဘူးလို့ပဲတူတယ်ဟိုဟာလား megalodon ကဟိုဟာလေငမိုင်းလေဟာလေ fish player တွေတည်တယ်megalodon ဒါပါကောင်းတော့ what the heck W တဲ့ wow ကျွန်တော်ရဲ့ဟို frozen grenade probably my new favorite brain rot တဲ့ W တဲ့ Okay ပါနာမည်လေးကတော့ထူးဆန်းတယ် W Okay ရW တဲ့30ခုOkay ကောင်းပါတယ် W ရဲ့ဒီမှာ W ပုံစံလေးကျွန်တော်လိုချင်တာအစီတွေကွာဒီကအစီရဒါတခါမှမရဘူး67ပိုင်းအကြီးပဲဒီမှာ67ပိုင်းဒီမှာ Okay ကျွန်တော်ဒီကောင်ကြီးကိုရအောင်ယူမယ်ကျွန်တော်ဒီဟာဆန်းလုံးညမယ်ပေါ့နော်အခုတော့မဟုတ်ဘူးခဏလေးဘယ်လင်းကိုရွေးမှာတော့ Okay spider ဟိုကအဖက်ထိပါရပြီလှုပ်လိုက်တော့ဟာဘယ်ကိုရောက်သွားအဲ့ဒီမှာ Okay ပါ 75k တဲ့ Okay မစိုးပါဘူးကျွန်တော် star တွေနဲ့ဒီဟာကိုမြင့်လိုက်အောင်လားသူ damage ဘယ်လောက်ထိတက်မလဲမသိဘူး damage 100ကျော်သွားပြီခဏလေးအဲ့ဆိုကျွန်တော်ဒီကောင်ထုတ်ထားလိုက်တော့မယ်လို့လဲဆိုတော့ဟိုအရေးချောင်းကြုံလာလို့ရှိရင်ကျွန်တော်မြန်စိုက်လို့ရတဲ့နေရာတနေရာမှာစားလိုက်တော့မယ်ဒါပါကောင်းကြီးနော်တို့ရ1 million တော့ what the hell ရော့မင်းခဏခဲစမ်းခဏကျွန်တော်ခုနကဒီအပင်ဒီနားမှာစိုက် Okay ပြီးရင်ကျွန်တော်ခဲတဲ့ဟာပြင်အိုးလွဲတာဘာကြီးတော့ဒါမဲ့ဘယ်လောက်ထွက် Okay 19k မစိုးအောင်ဟိုမှာလဲ1 million ဟာတီလိုက်ဆန်းဝုန်းကနေသိစေးပဲကျွန်တော်ရဲ့အပင်လေးကောင်းတယ်မရောမိဖို့ပဲစဉ်းစားရမှာ Okay ကျွန်တော်အပင်ရပြီပေါ့နော်ဒီမှာ rainbow upside down 490ဆိုတော့ကျွန်တော်ရဲ့အရင်ဟာတက်များသွားလားနည်းသွားလားဟိုဟာကျွန်တော်တစ်ချက်ပြန်ကြည့်ရမယ်ပေါ့နော် bro တော့များသွားရလို့ထင်လားကျွန်တော်မေ့သွားပြီပေါ့နော်ကျွန်တော်ရဲ့ပထမဆုံးကဘယ်လောက်ထွက်လဲဆိုတာ Okay လာကျွန်တော် equipment ကိုနေအောင် Okay oh my god what the hell တစ်စက္ကန့်2 million လောက်ရတယ်ဒီမှာကြည့်
2.2တဲ့ကျန်းတာပေါ့ဒီနှစ်ခုပေါင်းမယ်ကြည့်အောင်ကျွန်တော်ဘယ်လောက်ထိကန်ကောင်းလဲလို့မဟုတ်ပါဘူးဒီဟာ damage ဘယ်လောက်ပြောင်းလဲကြည့်အောင်ရော့ထည့်မယ်ပြီးရင်ဒီဟာလည်းဒီကိုထည့်မယ်ပြီးရင်ကျွန်တော် EXP ပေးရမယ် EXP အကုန်တစ်ခါထည့်ထားလို့ရတာမရအောင်နော် Okay ခုကောင်းတာ10 minute 7 minute 10 minute လို့တွေ့လိုက်တာအေး W spawn မြတ်မီဒီမှာဟို2 million နီးပါတော့ပဲကျွန်တော် W Okay 39k မစိုးပါဘူးအေးဒါပါကောင်းကြီးတော့တွေးရဟိုဟာ 800k ဘယ် line တော့ Okay ဒီ line ကိုသွားမှာဟိုတေးဝိုင်းဟာမြန်းတာအိုး diamond နဲ့ဟိုဟာမဂမရတာဟိုဟာ200တောင်ဖြစ်သွားပြီဒီဟာတော့တန်နေဟေး no ကျွန်တော်မှားပြီးအပင်စိုက်မိသွားတယ်ကျွန်တော်အစိတွေကိုနောက်မှအများကြီးရှိမှစိုက်မယ်လို့စဉ်းစားထားတာဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာ wish potion ဆိုလာပဲရှိတယ်ဒီမှာအဲ့ဒီဟာနဲ့ဆိုရင်ကျွန်တော်တို့က potion အဲ့ဒီကွာအဲ့ potion တောက်ထားတဲ့အချိန်အပင်စိုက်လို့ရှိရင်ကျွန်တော်တို့ကအဲ့အပင်မှာ mutation ပါဖို့ chance ကများတယ်ကွာအဲ့တော့ဒီမှာကျွန်တော်မှားစိုက်မိသွားတယ်ထားပါတော့ဒီ ruby နဲ့ rainbow ပေါင်းလိုက်အောင်လားရော့ဒီမှာပြီးရင်ဒီမှာ ruby ပြီးရင်ကျွန်တော်အဲ့ဒီဟာကို exp power ထည့်ပေးရမယ်ရော့ okay 10 minute 10 minute ဒါနဲ့ဒီတစ်ခါ brain rot admin views ကတအားကြတယ်လို့ပဲเนาะဒီမှာဒီဟာက admin views ပြီးမှလားမသိဘူးပြီးတော့အစီအသစ်တွေလည်းမရောင်းသေးဘူးပြောရရင်အစီတွေဟိုဟာမရောင်းပေးသေးဘူးပေါ့เนาะ Oh my god အကြီးပဲဒီ line okay ပြီးရင်ကျွန်တော်ရဲ့ grenade okay ပြီးရင်ကျွန်တော်ရဲ့ဒီမှာဟိုဟာတွေနဲ့ခဲလို့ရစတိုက် Hey ပြန်မသွားနဲ့ no အဲ့ဆိုရင်ခဏလေးကျွန်တော်လိန်ပြောင်းရတော့မယ်အေးဒီ brain rot တအားနေလိုက်တာเนาะဒီခါကျဥက္ကာကဲထူးထည့်လိုက် okay admin chest unlock ဝိုင်းတွားကြည့်အောင်လာဘာတွေရမလဲဒီဟာအိုးမဘာကြီးတော့ water bucket dragon fruit kiwi ဘာဆိုလားပဲမတွေ့လိုက်ရအောင်အေး mango ရောင်းနေ mango okay mango ပြီးရင် king lemon ပြီးရင်ဒီမှာအပင်တွေရောင်းနေပြီ Mr Carrot okay nice အေးဒီမှာ cutscene တွေပေါ်လိုက် what အပင်တွေမိုင်းခိုးထောင်တယ်ဟဲ့ကောင်နဲ့ဝင်းမဲ့တဲ့ okay ဝင်းနဲ့မနောက်ကလက်ပစ်ပုံထမ်းလာဝင်းနေပြီးတော့ဘာလုပ်တော့ငါတို့နေရနားရောက်နေပြီတဲ့ငါဒီမှာလက်ပစ်ပုံတက်လိုက်မယ်အဲလေဝင်းနဲ့ငါတို့လွတ်တော့မယ်ဟုတ်လားမသိဟုတ်ဘာကြီးတော့ boss ဟိုခုနအပင်ကြီးနေ boss ပုံနာလားမသိဘူးနော်ဘာကြီးတော့ဟိုရဲမူကြီးဦးအုံနေခဲ့ရဲမူကြီးကဖုန်းလန်းထိုးလိုက်တယ်ဘယ်သူလဲမသိဘူးမှာလေနဲ့ပြေးသွားဟယ်လီကော်ပတာနဲ့လိုက်တယ်ဟယ်လီကော်ပတာနဲ့လိုက်တာဟိုကလာဥနီကြီးဖြစ်နေဘာကြီးတော့ထုံ in hell တဲ့ငရဲမှာထုံတဲ့ကျွန်တော်ဘာစပုံးလို့ဟယ်လီကော်ပတာကြီးဒီမှာဟယ်လီကော်ပတာဘာအမလေးမြင်လာတာကျွန်တော်လိုင်းကြွားလားဟိုဘဲကအိုးဒီမှာကျွန်တော်တို့လှုပ်ထားရပြီဒီမှာ89နဲ့ okay မစိုးပါဘူး nice ထုံဟိုဟယ်လီကော်ပတာ20k okay ဘယ်မှာတော့ brain rot ဘယ်မှာတော့လိုင်းကြွားလား what ကျွန်တော်67အချိန်ရမ်းကြွားလို့မပေါ်တော့တာများလားအဲ့လိုများလားမတွေ့ဘူးတွေ့လားအစ်စ်ပါလာတဲ့ဟာတွေရတယ်အေးပါကွာလွတ်သွားတယ်ဆိုရင်တော့နှမျောစရာကြီးအဲ့ဒါကျွန်တော် reverse လုပ်လို့ရလားမရသေးဘူးဒီကောင်ကဘာလို့အဲ့လောက်ရှားနေရတာစိတ်ယုတ်ကြီးကျွန်တော်ဟို wish potion တောင်းမယ်ပြီးရင်ကျွန်တော် size ရရှိရဲ့အပင်တွေစိုက်မယ်အဲ့လိုလုပ်ဖို့ဆိုကျွန်တော်ဒီကအပင်တွေအကုန်နှုတ်မှရမယ်နော်ကျွန်တော်ခဏနေနှုတ်လိုက်အောင်မယ်မန်ကိုကမိုက်တယ်ဟာဟိုကမီလိုမျိုးဖက်ကြီးမိုက်တာပေါ့အဲ့တော့ကျွန်တော်ပုံဆိုင်ပြီးအိုးဒီအိုင်ကြီးတွေဟာမရတော့နော်ပင်နေနှုတ်အကုန်ပြန်နှုတ်ကိုယ့်သားကိုပဲလုပ်တော့မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါတွေနှုတ်ပြီးရင်ကျွန်တော်လုပ်လိုက်တော့မယ်ဒီနေ့ဗီဒီယိုကတော့ပါနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဒီ update ကတော့မိုက်တယ်ပေါ့နော်ဒီမှာ mutation တွေပေါင်းလို့ရတယ်ဆိုတော့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်